ကြတက်ရက်တဲ့ Driven Face တွေနဲ့အတူပြန်ပြီးပွဲထွက်လာခဲ့ပြီပဲဖြစ်ပါတယ် Ruby ရဲ့ offense တွေခါလီယာ stand နေတာမိမယ်ဆိုတော့တခါလေးပွဲတန်းပြတ်သွားနိုင်တယ်နောက်မှလည်းနော်ကျွန်တော် Kimi တို့ Harabuza တို့ best damage အရင်များတဲ့ hero တွေထပ်ပါနေရဆိုတော့ Falcon ကဒီတပွဲမှာတော့သူတို့ထုတ်ထားတဲ့ draft ကမိတာနဲ့တန်းပြီးတော့ပြတ်နိုင်တယ်ဆိုတော့ Driven Face ပေါ့နော်အဲ့ Specus တွေကတော့မှန်ကန်ဖို့တော်တော်လိုအပ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်း YG က AoE 3 web ပြ Point Slap Manipulation အဲ့ကြားမှာ Gunabia ဝင်အောင်မဲ့တိုင်းတာတွေရှိတယ်အဲ့မှာ Sinus Side ကိုပြန်ပြီးကြည့်မယ်ဆိုရင်အောက်မှာ Hera damage ပုံစံမျိုးသွားပြီးတော့ရှိနေတယ်လို့အပေါ်မှာလည်း Harry ကရှိနေတာဖြစ်တဲ့အတွက်ကြောင့်ကိုမိုရီယာမိသွားမယ်ဆိုတော့ damage အရင်များတဲ့ YG ရဲ့ draft ကတော်တော်လေးအောက်မှာ damage များနိုင်တယ်ပြောရင်ဆိုရင်လည်းပဲ Ryan Mick ကိုတော့ early game မှာကနေရာစပြီးတော့ချိုးထားခဲ့ပါပြီ 2v1 စတင်ပြီးတော့ပဲရှင်းနေပြီဗျာကျွန်တော်ဒီပွဲစဉ်မှာတော့ pick off နဲ့တစ်ဖက်ကနေပြီးတော့ crowd control အားပြိုင်မှုတွေကိုတော့တောက်လျှောက်ဆိုသလိုကြည့်ရှုရမယ်မနေ့ကပွဲတင်လေးတွေမှာတော့ pick off တွေကအရင်အားကောင်းတဲ့အနေအထားမှာတော့မရှိဘူးဗျာဒါပေမဲ့ဒီအချိန်မှာတော့ဘယ်လိုပဲဖြစ်စေလားမလဲတပြည့်ပဲ instant ဝင်တိုင်းအနေအထားတစ်ခုမှတော့လီနာရောက်တော့လွတ်တော့သားသေးရဆိုရင်တစ်ဖက်မှာတော့ flick ဘယ်နေလေးကိုတော့လိုက်ပြီးတော့ကြည့်နေသေးရဗျာ and ပေးထားတဲ့ damage အတော်လေးကိုနားတယ်အားလေးမှလည်း 2 match ဖြစ်နေတဲ့အတွက်ကြောင့် output damage ကအပေါ်တော်တော်လေးကိုများတယ်ဗောနော်အဲ့တော့ Mega Knight တစ်ခုမှလည်းဒီ Harry ကဆက်လက်ပြီး damage ကများလာနိုင်တယ်ဆိုတော့ fake ဒီအတင်းဒီ draft ကိုတော့ damage ဘလို့မှမများခံနိုင်တာအတိုင်းအော်အတိုင်းမလဲ loser မှာတော့မလင်းတကောင်အလဲငယ်လေးနော်ဘက်ကမဲသွားတယ်နော်သူ့မှာလည်း spare ကလည်းတိတ်မကြံတော့ဘူးဆိုတော့ပြန်တော့ပေးထားပါသေးတယ်မ open နဲ့အပိုင်းလေးမှာတော့နည်းနည်းလေး queue side ဖို့တော့လုံးဝပဲခြေတလန်းကျွံသွားပြီဆိုတာနဲ့ဆွဲစားဖို့ chance ကတော့အရန်တော့များတယ်အာဒီဂိမ်းတိုင်းအတွင်းမှာတော့အမားလေးတွေကတော့တက်နိုင်တလောက်တော့ short ထားတာတော့အကောင်းဆုံးပဲဗျအေးမချက်မှာသွားပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ stage အနေနဲ့ long တွေကတော့ late phasing အပိုင်းမှာတော့ပုံပြီးတော့အားသာမလားပေါ့နော်တစ်ဖက်ကနေပြီးဆန်ဂျီအနေနဲ့ကျွန်တော်တို့လုံမျိုးမီလီဖြစ်နေတဲ့အခိုက်အတန့်တစ်ခုမှာတစ်ဖက်ကနေပြီး stage အနေနဲ့တောက်လျှောက်ဆိုသလိုသူ့ရဲ့ဒါပုတ် damage လေးကတော့ long range လေးနဲ့ range လေးနဲ့ပေးလို့ရတယ်ဗျနော်ဟုတ်တယ်ကဲတော့အားလီမှာတော့ဒီတစ်ခေါက်မှာတော့เนาะကျွန်တော်တို့YG ရန်တာနေတာမျိုးတော့မဟုတ်ဘူး Falcon နေနဲ့လည်းဒီတပွဲရှုံးလို့မရတဲ့အတိုင်းတာတစ်ခုမှာတော့အသေးချားလေးအမအကင်းဆုံးတော့ဆော့ထားရဲဆိုပြီး YG ကတပတ်တစ်ပွဲမှာတော့တကယ်လက်ဦးနေတယ် Join ဆိုတဲ့ Violence နဲ့ကြားထဲမှာထိန်းရလိုက်ပြီဆိုပြီး Shadow Kid နဲ့အတူပြန်ပေးထားတာဟန်ပြဟန်ကြီး down သွားတော့တကယ်ကြီးမတန်ဘူးအဲ့တော့ objective ယူဖို့အတွက်ကလည်း YG အတွက်အတော်လေးခင်းသွားတဲ့နေထားပါဒီဘက်ကနေပြီး KA Champion ဝင်လိုက်တဲ့အချိန်တစ်ခုမှာတော့ migration နဲ့ပြန်လည်ပြီးတော့ counter လိုက်တယ်ဆိုပြီးတော့သူကိုယ်တိုင်ပြန်ပြီးတော့ပေးထားရဲဆိုတဲ့အချက်လောလောဆယ်ကတော့အရင်ကတော့အဆင်မပြေသွားခဲ့ဘူးလို့တော့ပြောလို့ရမယ်ဗျာဒါပေမဲ့လောလောဆယ် Hero K22 network game မှာတော့ဘလောက်မှမတိမ်မဆောင်ရှိနေတဲ့အနေအထားတစ်ခုမှာတော့တက်တဲ့ objective dancing တစ်ခုကိုတော့သွားပြီးတော့ကြည့်ရမယ်ဒီအချိန်ဒီမှာတော့ pick off က ultimate မရသေးတဲ့အနေအထားတစ်ခုဗျာတစ်ဖက်ကနေပြီးတော့ crowd control တွေဘလောက်ထိများအားကောင်းနိုင်မလဲဆိုတော့ကြည့်ရမယ်ဘက်ကော်ဒီလာ level 4တော့ဆက်ပြီးတော့ရလိုက်မယ်ဆိုရင်တော့ဒီ battle ကြီးကပို့ပြီးတော့မြိုင်နိုင်တယ် stand လေးတွေဆက်ပြီးတော့ပေးထားတယ် final stack ကအနေနဲ့လွဲသွားတယ်ဒါပေမဲ့ dash ထိပြီးတော့ဝင်ထားတယ်ဒါပေမဲ့ပြန်ပြီးတော့ထိန်းထားတယ်ဆိုရင်မရရောက်တော့ဖြတ်ထားနိုင်ခဲ့တယ်ဗျာအဲ့ဒါမှ Ryan Mid တောက်ချက်ကိုထိန်းထားတယ်တစ်ဖက်မှာလည်း slam နေကြိုင်းမှာ hand ပြတောင်းမှနေပြီးတောက်ချက် damage တွေပေးခွင့်ရနေတယ် fact ဒီတာတယ်လေးကိုတော့ instant ပြန်ပြီးရအောင်ယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်အဲ့နောက်မှာ IMH ထပ်ပြီးတော့ပို့ထားရင်းနဲ့ Hero Kid တောက်ချက်ကို Falcon နဲ့ပြန်ပြီးရသွားခဲ့ပြီဗျာ Falcon အနေနဲ့သူတို့ solid ဖြစ်လာတဲ့ form တစ်ခုကိုတော့စတင်ပြီးတော့မြင်တွေ့နေရပြီဗျာသူတို့အနေနဲ့ bounce back ဖတဲ့တစ်ခုကိုတော့ပြန်လည်ပြီးတော့တဲဆောင်လာနိုင်မလားလို့တော့ကြည့်ရမယ် game number 1ကိုတော့တော်တော်လေးကိုတော့လောက်ကွက်နေပါသွားနဲ့ရှုံးလိုက်ထားတဲ့ Falcon အနေနဲ့ကတော့သူတို့ရဲ့ form တွေ adaptation တွေကိုတော့ game number 2မှာတော့အကောင်းဆုံးပုံစံအနေနဲ့တော့ပြန်တော့ပြနေပြီဗျာဒါမှလည်းနော် YG က Mega Knight တစ်ခုကြာရင် identity ပြန်ပြီးထွက်လာနိုင်တယ်သူတို့ level 4မှာလည်းတကယ် output damage အရင်များဆိုတော့ in time လေးတို့ပြန်တော့ချိရအောင်မယ်ဗျာအိုး dash နေနဲ့တော့တာရင်တာထားတဲ့ tempo တစ်ခုကိုအသေးချထိန်းထားရင်းနဲ့ retribution တွေပါထပ်ပြထားရင်းနဲ့ high buff တွေကိုပါထပ်ကောက်ထားနိုင်ခဲ့ပြီဗျာမနေ့ကတည်းကကျွန်တော် retribution ပြန်ဆိုင်တဲ့ပွဲစဉ်တွေရအောင်မြိုင်ဆိုင်စွာတွေ့ရှိခဲ့ရတာဗျာနော်ဘက်ကနေပြီးကျွန်တော် Sanjay Stay ဆိုတဲ့နေသားတစ်ခု goal line match up ဗတဲ့ combination ကျလာပြီဆိုတော့တို့နှစ်ယောက်ရဲ့ impact တွေဘယ်လောက်ထိများရှိမလဲဆိုတော့ကျွန်တော်တွက်ချက်ရမယ်ဗျာလောဆယ် Hero K25 နဲ့ Falcon ဒီ early game မှာတော့နည်းနည်းတတရာလေးကတော့သွားပြီးရှိနေတယ်game 1ရှုံးထားတယ်ဆိုတော့ဒီ game 2ရှုံးလို့မရဘူးဆိုတော့လည်းကောင်းကောင်းနားလဲ better 7ဖြစ်တယ်ဆိုပေမဲ့လည်းပဲတပွဲမှာမရှုံးရင်တော့ပိုကောင်းတဲ့အတိုင်းအတာတစ်ခုမှာတော့ဒီ game number 2လေးမှာတော့ data ပြန်ပြီး comeback နေတဲ့ Falcon Dragon မှာလည်းသွားပြီးကောင်းနေတယ်လို့ဒီ game မှာဆော့နေတဲ့ကျွန်တော်သွားနေတဲ့ဆော့တဲ့ဒီကစားပေါက်တွေကလည်းတကယ်အမနဲနေတယ်ဆိုတော့1-1ပုံစံမျိုးကိုပြန်လည်ပြရအောင်ယူသွားနိုင်မလားဆိုတော့ထစ်ချီအောင်ဗျာဟုတ်တယ်လောဆယ်တော့သူတို့အနေနဲ့နည်းလေးဗတဲ့လေးရှောင်းဆုံးနေတဲ့ပုံစံမျိုးလေးကိုတော့တွေ့ရတယ်ဗျာ YG အနေနဲ့တော့သူတို့လိုအပ်တဲ့ item အပိုင်းခြားလေးပါလာခဲ့မယ်ဆိုရင်တော့တစ်ဖက်ကတည်းက Falcon ကောင်းကောင်း pressure တော့ပေးနိုင်မယ် Slam Nakis ပေးလာတဲ့ဂျားလေးမှာတော့ Blink ရင်ဆုံးမဲ့တန်းပြီးတော့ down ခဲ့ဒီမှာလည်း dash special share လုပ်ခဲ့ပေးလာတဲ့ဂျားမှာ 2 member ဖြစ်နေရဆိုတဲ့အလီယောက်ကတော့ damage လေးလိုအပ်ချက်လေးတော့ရှိသွားတယ်ဗျာ String ရဲ့ damage ကတော့အတော်လေးကိုများတယ်နောက်ထပ်ဒီ Quishero လေးနဲ့နောက်ထပ်2ချက်3ချက်လောက်တော့ထပ်ပြီးရိုင်းနိုင်ခဲ့မယ်ဆို hand ကိုပါထပ်မှန်ပြီးကောက်ထားနိုင်တယ်ဗျာ Bomber Stick ပြန်ပြီးရုံးကန်နေတဲ့ level 6ဆိုတဲ့ဒီ Harry ကိုတော့တောင်းတန်း game လို့တော့မလွယ်ဘူးဒါပေမဲ့ချိနေတဲ့3အောင် damage တွေများတယ်သူတို့ကလည်း spare gas တွေကျန်နေသေးတယ်ဆို goal ရှိကိုတော့ထပ်ပြီးတော့ခွာနေခဲ့ကြနောက်တော့ပေးထားတဲ့ damage တွေကြားထဲမှာတန်အားနေတဲ့ tempo တခုကိုအသေးချာလေးကိုထိန်းထားတဲ့ Falcon e-sport နေတယ်အပေါ်လေး goal ရှိအတော်အများကြီးကိုရသွားပြီဗျာ mechanic ပိုင်းတွေလည်းတောက်လျှောက်ရရှိထားတယ် network က
ကမှလည်းတကယ်လေးတာနေခဲ့ပြီဆိုတော့နောက်ပိုင်း10မိနစ်တိုင်းတစ်ခုရဲ့အားသာချက်ကိုပါထိရသွားနိုင်မလားဆိုတော့ထက်ကြည့်ရမယ်ပဲလို့ network က 3K ဗျာ 3K ကအားလေး9မိနစ်မှာတော့တော်တော်လေးလုံလောက်တဲ့ network တစ်ခုလို့ပဲပြောရမှာပဲ ဟုတ်တယ် Shadow Objective Dancing လေးတစ်ခုကျွန်တော်ဆက်ပြီးတော့ပဲကြည့်ရမယ်ဗျာတော့အဲ့ဒါကတော့ Dance Hand Retribution အားပြိုင်မှုမနေ့ကတည်းကတော်တော်လေးကိုပြင်းထန်ခဲ့တဲ့အနေဒါတစ်ခု Final Slash ပေးတော့ပေးထားသေးရဲ့ဗျာနောက်က follow damage တွေလွန်နေတဲ့နေရာတစ်ခု Communication Zone နဲ့ကောင်းတိုင်း Similar Sanji ဟန်တော့တိတ်တောင်းတော့လှုပ်ထားလိုက်သေးတဲ့အပြင်မှာ Double K Play ကိုမှပိုင်ဆိုင်လိုက်သေးရဲ့ဗျာ Human down ပဲတခုထပ်ပေးလိုက်တဲ့နောက်မှာတော့မတက်နိုင်နေ Ryan Mid နောက်ထဲမှာရှိနေခဲ့တဲ့ Lina ကိုတောက်ချောက်လိုက်ပြီးတော့ပုတ်နေခဲ့တဲ့ Ryan Mid level 8နဲ့2 Iron Edge ထပ်ပေးထားတဲ့တကယ် Battle Controller ဖြစ်တဲ့ Lina ကိုပါထပ်ပြီးခောက်ထားနိုင်ခဲ့ကြတကယ်ပြီးဆုံးမှာတောက်ချောက် Hyuki အများကြီးထက်ရနေနေပဲ live ပွဲအနေနဲ့နောက်တော့ make a first down ပေါ့ YG အနေနဲ့ပေါ်ထပ်ပြီးတော့ပေးလိုက်ရတယ်ဗျာ Front line အားတွေကိုတော့ကောင်းကောင်းမွန်မွန်တော့သုံးတော့ချနေဗျာဒီက pick off နဲ့နောက်ကနေပြီးတော့ follower damage လာလောက်နေမယ်ဆိုရင်တော့ chain တွေပေါက်ကိုတန်းပြီးတော့ instant ပြတ်သွားနိုင်တဲ့အခြေအနေတစ်ခုတော့ Falcon အနေနဲ့တော့ဖန်တီးထားနိုင်ခဲ့ပြီ Hyuki 92နဲ့ double gap မှာ loss တွေကတော့ 4K လောက်ကတော့ leading ကတော့သွားပြီးတော့လုံနေတယ် objective လေးမှာတော့အရင်အားသာရလို့တော့ပြောလို့တော့မရဘူးဗျာ ဟုတ်တယ်နော်လက်ရှိမှာတော့ YG ကဒီပွဲမှာတော့ objective ကြီးကြီးမားမားအများကြီးတော့ဘာမှမရသေးဘူးပေါ့နော်တာဝါကြီးလည်းအရင်မလုံနိုင်သေးဘူးပြီးတော့ဒီ objective 35တွေမှာလည်းသူတို့ရဲ့ဒီ spare gas လေးတွေ combo လေးတွေလိုအပ်နေတဲ့အနေအထားတစ်ခုမှာတော့ Falcon Esport တို့ဒီ game number 2မှာသူတို့ defense တစ်ခုနဲ့ပဲပြန်ပြီးတော့ရင်ဆိုင်နေရရပဲအဲ့ဒီမှာ Falcon Esport ပေါ်မှာတော့နောက်တစ်ပတ်တစ်ခုထပ်ပြီးခေါ်တိုင်းမှာ slam ထပ်ပြီးထားနေပြီရင်းကိုတောက်လျှောက်ပြန်ပြီးဖြတ်ထားခဲ့နိုင်ပြီဗျာအားရင်း game မှာတော့ Falcon Esport အနေနဲ့ပေါ့နော်ဒီဘက်က Ryan Mid တို့ပြန်ပြီးတော့ဂန်းခံရတယ် first bet ဒီဘာတွေပြန်ပေးလိုက်ရတယ်ဆိုပေမဲ့လောကတန်မှုမနှိမ့်သွားဘူးစိတ်သက်ဒီဘာတွေမှာဆိုလည်းလောကမချသွားပဲအတေးချပြန် try နိုင်ခဲ့ရင်းနဲ့ပဲဒီပွဲမှာတော့ Falcon တကယ်ကိုတာနေခဲ့ပါပြီ ဟုတ်တယ်အဓိကကျွန်တော် YG ဘက်ကနေပြီးတော့တဲလာခဲ့တဲ့ combination ကတကယ်ကိုကောင်းတယ် hand migration ပြီးသွားရင်တော့ရင်ရဲ့ final slash ပြီးသွားရင်တော့ကျွန်တော် Hira အနေနဲ့ back line front line လိုက်ပြီးတော့ပဲကျွန်တော် attack position အနေနဲ့ flash မယ်လုံးဝကျွန်တော်တောက်လျှောက်ဆို threat တွေပေးမယ်ဆိုပြီးတော့တွေးထားခဲ့တယ်ဆိုရင်ပဲလုံးဝ pick off တစ်ခုပါလာခဲ့တဲ့အားတစ်ခုပြသူတို့တည်ထားတဲ့ battle setup တွေကိုတရင်တရိုင်လေး puzzle လေးတစ်ခုဆွဲဖြုတ်လိုက်တယ်ဆိုတာနဲ့ battle setup တွေကတော့တော်တော်လေးကိုတော့ခက်ခဲဝါးလိမ့်မယ်ဗျာဒါပေမဲ့ဒီအချက်ကို YG အနေနဲ့ဘယ်လိုပြင်ဆင်မလဲဆိုတော့ကြည့်ရမယ်ပြီးတော့ဟန်ရဲ့ Guinevere လည်းလုံးဝ 100% win rate ဆိုတော့ကြလေနော်ချက်တော့စောင့်ကြည့်ရအောင်မယ်မနေ့ကပြီးဒီမနေ့က upper final ပွဲစဉ်မှာလည်းတကယ်လေးကိုယုံများခဲ့တယ်အားဒီ game မှာတော့သူတို့အများကြီးမလုပ်ပြနိုင်ခဲ့ဘူးဆိုပေမဲ့ late game မှာတော့ Xperia Violence ကနေမလင့်ပေးတဲ့ပိုင်းတော်တော်လေးကောင်းနေသမကေးဒီကောင်းမှာတော့ရင်ကောင်းသွားတဲ့ slam နေကြားမှာဟန်ကိုနောက်တစ်ချိန်ဖတ်ပြီးတော့ KU ပေးလိုက်ပြန်ပြီဗျာဒီတော့ pick off တစ်ခုကတော့တော်တော်လေးကို chain တွေနေတဲ့ပုံစံမျိုးဗျဒီအချိန်မှာတော့ကျွန်တော်တို့ objective ကို YG အနေနဲ့တိုးလာဖို့တော့ chain တွေပေါက်ဖို့တော့မတွေ့တော့ဘူးဟန်မရှိတော့တဲ့နေတာတစ်ခုမှတော့ YG ဘာတွေများ plan ရှိနေမလဲဆိုတော့ကြည့်ရမယ်ဗျာဒီ boss pin နဲ့တောက်ရှောက်ကိုထပ်ပေးထားပြီး damage အရင်များတယ်ပဲလီနာအနေနဲ့မနက်ကြီးကြီးကတော့ထုတ်ပေးလိုက်ရပြီအဲ့တော့ dash ကို share လမ်းပြီးထုတ်ထားနေပဲ share ကိုပြေးဖို့တော့ကြိုးစားနေတယ်ရလိုက်မလား၃အောင်မျှပြီးတော့ခံထားပြီး step မဖို့ပြန်ပြီးတော့ပေးထားတယ် final slap dash တွေဂျားထဲမှာတော့ Falcon နဲ့တိုးရတာခက်ခဲနေရဆိုပြီးကြုံသွားတဲ့ Blink တကောင်အနေနဲ့ Benny Case damage တွေဂျားထဲမှာ Hyuki ပြရဖို့တများနေရဆိုပြီး Blink မရအောင်တော့ပြန် fall နေပါသေးတယ်တော့ဆိုလိုပဲ pressure ပေးနေရဂျားထဲမှာတော့ Blink ရတော့တော့အချိန်တော့ဆွဲပေးထားတယ်ဆိုရင် Benny အနေနဲ့ data ကတော့လုံနိုင်သွားခဲ့ပြီဗျာဒီအချိန်မှာတော့ Inner Tower တွေတော့ Falcon အသေးအနေနဲ့နည်းနည်းလေး focus မလားဆိုတော့ကြည့်ရမယ် chain တွေပေါက်ကိုတော့ YG တဲလာသမျှလုံးဝ battle setup တွေကို KH နေနဲ့ shut down ကိုချနေရဗျာဟုတ်တယ်အဲ့နောက်မှာလည်း Falcon Esport အနေနဲ့ network မှာအတော်လေးကိုအတိအတာလေးကိုတာသွားပြီ10မိနစ်တိုင်းတစ်ခုမှနောက်တာနေခဲ့တဲ့ network တစ်ခုနဲ့လုံးချင်တာလေးလုံးလို့ရနေရင်းနဲ့ပဲရင်းဟိုမှာနောက်တက်တဲ့ချိန် K လေးထပ်ပြီးတော့ယူပေးလိုက်ပြန်ပြီဒီဘက်မှာရင်းရဲ့အားလုံးအနေနဲ့တော့3ကတိတိ down သွားတဲ့တိုင်းတာတစ်ခုမှတော့နောက်ပိုင်းအချိန်တစ်ခုကြာပြီးတော့သူ fan မို့တော့ပြန်ပြီးလိုအပ်နေပြီဗျာဟုတ်တယ် KH ရဲ့ chain တွေပေါက်ကိုကျွန်တော် Tsunami Slam ကိုတော့တတိတော့ထားရတော့မှာဗျာတစ်ဖက်မှာလည်း Ryan Mid အနေနဲ့ back line ထဲမှာကောင်းကောင်း sample လုံးနေရဆိုတဲ့အချက်ပြီးတော့ကျွန်တော် Bandy အနေနဲ့309ဆိုတဲ့ KD ရဲ့ဗျာ Blowing One နေပိုင်းတော့ကောင်းကောင်းယူတော့ damage output တွေပေးနိုင်တဲ့အခြေအနေကိုတော့သွားပြီးတော့ဖြစ်နေပြီဒီအချိန်မှာလည်းကျွန်တော် crowd control တွေပါတယ်ရှိနေရဆိုရဲ Falcon အနေနဲ့တော့ဘာတွေများ impact ယူလာနိုင်မလဲ migration ပေးထားကြမှာ immortal လေးတော့ကြာသွားခဲ့ပြီဗျာအမပေးနေ damage ပြန်ပြီးတော့ပေးတဲ့ Sabelina manipulation ပို့ပြီးတော့ကောင်းနေကြတဲ့ dash day time find slap နဲ့တူ Ryan Mid လေးကိုပါထည့်ရလိုက်သေးရဲ့ဗျာ defensive ကြားထဲမှာ spare gap ပြန်ပြီးမှန်ကန်လာခဲ့တဲ့ YG အနေနဲ့ကတော့တကယ်ကောင်းတဲ့ Hyuki 2ကောင် armor 2ကောင်ကိုထည့်ရလိုက်ပါပြီကျွန်တော်ကလည်း channel မှာ Hyuki 2ကောင်ကတော့ခွင့်ပြုပေးထားတယ်ဒါပေမဲ့ low objective ပေါ်ဖို့အတွက် low objective ပဲတဲ့ဆိုင်ဖို့အတွက်ကတော့အချိန်ကတော့သွားပြီးမှီနေသေးရဲ့ဗျာ YG အနေနဲ့ဒီအချိန်မှာ objective တွေအရင်တော့မတောက်ဘူးဆိုရင်ပဲသူတို့ရဲ့ battle တွေကိုအတက်နိုင်ဆုံးသူတို့ရဲ့ form တွေကိုတော့ပုံပေါ်ဖို့တော့စူးစမ်းနေတယ် link play ပုံပေါ်တဲ့အချိန်မှာတော့တစ်ဖက်က KH ရဲ့ pick off တစ်ခုကြောင့်တော့တော်တော်လေးတော့အခက်ခဲတော့ရှိနေရဆိုပေမဲ့လို့ရင်ရဲ့ low final slash hand migration ခုနကလိုမျိုးသာကျွန်တော်ထပ်တူကြာသွားခဲ့မယ်ဆိုရင်တော့ရုံထွက်ဖို့အတွက်ကတော့မလွယ်ဘူးဗျရင်းနေတယ်လည်းတဖြည်းဖြည်းနဲ့ item လေးတွေတောင်းလာပြီနောက်မှ Lina လည်း glory ဝင်အပြင်နောက်တဲ့ item ချောင်းထပ်ထည့်နေပြီအဲ့နောက်မှ stick ကလည်း item လေးပြန်ကောင်းလာပြီဆိုတော့တစားစားနဲ့ item ပြန်ထွက်လာတဲ့ YG spare gas တာပြန်မှန်သွားမယ်ဆိုရင်တော့ဒီဘွဲကိုသူတို့ပြန်ပြီးတော့တီးလို့ရနေသေးတယ်ဗျဒါပေမဲ့လက်ရှိမှာကွာနေခဲ့တဲ့ဒီ level 7k တခုကိုတော့ပြန်လိုက်ဖို့တော့လိုအပ်နေတယ်အဲ့ဒီအတွက်ကြောင့်မို့သူတို့လုံးဝနည်းနည်းလေးမှမှားလို့မရဘူးဗျဟုတ်တယ် Scalia Sky Feather နှစ်ခွက်ပဲရှိနေသေးတယ်ဆိုတော့ stage ရဲ့ Harry ကိုအရင်အားကိုးလို့မရသေးတဲ့အခြေအနေတခုဗျဒီအချိန်မှာ YG အနေနဲ့တကယ်ပဲ battle တခုပဲကျွန်တော်ရွေးချယ်မလားဆိုတော့ရှိရမယ် Lord Dance တခု Falcon စတင်ပြီးတော့ try နေပြီဗျာဒ
တော့နားမှာတော့ဒီ fast လို့နားမှာတော့ဗောနော်ဒီဘက်မှာ YG အနေနဲ့ကတော့တောက်လျှောက်အားလေးကမှနေနေခဲ့တယ်ဆိုမှရှိနေခဲ့တဲ့ damage လေးနဲ့လာဆိုင်ဖို့တော့သူတို့ကြိုးစားရတယ်ရေဒါပေမဲ့ခွန်နေခဲ့တဲ့ network ကမှာအိုင်နဲ့အနည်းဆုံး2ချောင်းလောက်တော့ကြလေ output damage ရှင်းရပါမလား ဟုတ်တယ်အဓိက Falcon ဒီလောက်တကယ်ပဲကျွန်တော်တို့ယူမလားဆိုတော့မေးခွန်းတစ်ခုပဲပြန်ပြီးတော့မေးရမှာဗျ late trade push ပိုင်းတွေပါတိတ်ပြီးတော့ focus မထားတဲ့အနေအထားတစ်ခုပဲတဲ့တစ်ခုပဲအရင်ဆုံးပဲရွေးချယ်ပလားတစ်ချက်တော့ကြည့်ရမယ် Tsunami Slam ထပ်ပြီးပါဝိုင်းကျမှ hand တန်းပြီးတော့ down သွားခဲ့ရပြီဗျာ ဒါပေမဲ့တောက်လျှောက် dash တွေပေးထားတယ်ရင်းနေတော့တိုင်ပိုက်တွေ final slap ပြန်ပေးတယ်ဆိုမှနောက်မှာ back damage ကမရှိတဲ့နောက်မှာရင်းနေပြန်တော့ down နေဗျဒါပေမဲ့ Lina manipulation ကြားထဲမှာတော့ dash တွေသွေးကိုင်းသွားရင်တော့ share okay ထပ်ပြီးတော့ထုတ်လိုက်ရရင်လည်းပဲနောက်တစ်ကောင်ဘလင်းကိုတော့ထပ်ပြီးတော့ရလိုက်ပြီဗျာ ဒီကတော့ကျွန်တော်တို့မှောင်နေတဲ့လမ်းမထက်မှာကြံခဲ့ရင်တော့တယောက်တည်းထားခဲ့တာတော့ကောင်းဆုံးပဲဗျာနော်တန်အောင်နေတွေတွေ့ဝါပြီးတော့သွားပြီးတော့ကဲမယ်ဆိုရင်တော့ဒီမျိုး circle fire ရတာတွေခဏခဏဆိုသလိုတော့တွေ့ရနိုင်ချေရှိတယ်ဒါပေမဲ့ဒီအချိန်မှာ Lina နဲ့ stage 2ယောက်ရှိသေးတယ်ဆိုတဲ့အနေအထားတစ်ခုမှာတော့ Falcon အနေနဲ့ကတော့ဒီ law objective ကိုတတ်ပဲယူသွားခဲ့ပြီဗျာ ပွဲချင်း7မိနစ်မှာဒီပွဲမှာတော့တကယ်ကိုတာနေခဲ့တဲ့ Falcon Esport First Law Objective အကြီးသားကြီးကိုတော့ဆက်လက်ပြီးတော့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်လက်ရှိမှာတာနေခဲ့တဲ့ network နဲ့ရထားတဲ့ဒီ law နေတာဆိုရင်တော့ကျန်ရှိနေတဲ့ mega shield တွေနဲ့တူ mega lane တွေကိုပါချိုးသွားနိုင်တဲ့အနေအထားတစ်ခုရှိသွားနိုင်တယ်ဗျာ ဒါပေမဲ့ inner tower တွေကကျွန်တော် lane မှာတော့သွားပြီးတော့ကြံနေသေးရပေါ့နော်ဒီအနေအထားတော့ကျွန်တော် holy shield တစ်ချက်ကတော့သွားပြီးတော့ထဲထွက်လို့တော့ရသေးရဲ့ဗျာဒါပေမဲ့တစ်ဖက်မှာ Falcon ဘက်ကနေပြီးတော့ output damage တွေကကျင်းတွေပေါက်ကိုလောက်ငှနေတဲ့အနေအထားတစ်ခုတော့သွားပြီးတော့တွေ့နေရပြီ dash စီမှာလည်းတကယ်ကိုကျွန်တော်ဖြတ်လို့ရတဲ့ instant ဖြတ်လို့ရတဲ့ damage ကရှိနေရဲ့အပြင် Bandy တွေလည်းသူ့ရဲ့ chemical spray တွေကို continuous ပေးနိုင်နေဆိုတဲ့အနေအထားမျိုးတော့သွားပြီးတော့တွေ့နေရပြီဗျာဒီအချက်တွေကိုတော့ YG အနေနဲ့သူတို့ရဲ့ဒါထုတ်လာတဲ့ spare combination တွေဒီအချက်တွေနဲ့ပြန်လည်ပြီးတော့ပဲ counter attack လုပ်သွားနိုင်မလားဆိုတော့ကြည့်ရမယ် high ground defensive တစ်ခုမှာတော့ YG ကအားသာတဲ့ပုံစံမျိုးလေးတော့ရှိမယ်AOE 3ခွက်ဆိုတော့ကြလေအဲ့နောက်မှာ stick man folk လေးရလေ damage ကတော်တော်ကောင်းတယ်ပြ stick ကဒီပွဲမှာတစ်ခါမှမသေးတာပဲဗျာတော့သူဥရာလေးရယ် identity champion ရှိနေသေးတယ်ဆိုတော့ဒါပဲရမယ် final slap manipulation combo တွေကြားမှာ stick man folk ပြန်ပြီးတော့ပေးထားတဲ့ dash တွေတောက်ချောက်ပြန်ပြီးတော့ပေးထားရင်းနဲ့ပဲ KH ကောင်တော့ပြန်ရလိုက်တယ်ဆိုပြီးမှရင်းကတော့ပြန် down သွားတယ်ဗျလဲလိုက်ရတော့မတန်ပါဘူး RG တခုကတော့ကြာသွားခဲ့လို့တော့ပြောလို့ရမယ်ဗျာဒါပေမဲ့တစ်ဖက်မှာလည်းပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်တော့ pick off တစ်ခုဗျာတကယ်ကို initiative battle ကိုအရင်ဆုံးစပြီးတော့ initiate ပေးမယ်ဆိုတဲ့ hero တကောင် down သွားတယ်ဆိုတဲ့အနေအထားတစ်ခုမှာတော့ Falcon အနေနဲ့ high ground တက်ရတာလည်းနည်းနည်းလေးအခက်ခဲတော့ရှိသွားတယ်ဗျာဒါပေမဲ့ case ကိုပြန်ရလိုက်တာလေဒါဆိုရအကောင့်တစ်ခုလို့ပြောရမှာဘာလို့ case ကတောက်လျှောက်သူ့ရဲ့ stand နေတာတောက်လျှောက်ကိုအလုံးဖြစ်နေတာအားလေးကနေအစသူ့ရဲ့ဒီ ultimate တွေကြားထဲမှာပြန်ပြီးတော့ပါနေခဲ့ရဆိုတော့ case ရဲ့ kill လေးကိုတောက်လျှောက်ပြန်ပြီးရထားတာတော့ wine ချက်တော်ကောင်းတဲ့အချက်တစ်ခုလို့ပဲပြောရမှာပဲဗျာအားလေးတွေကဟန်ကိုတိုင်းလဲ shut down ချက်တိုင်းကအိုး blin နည်းနည်းလေးခြေတလန်းကျုံသွားနေနေတာတစ်ခုမှာတော့ unstoppable dash ထပ်ပြီးတော့ပဲရထားပါသေးတယ် dash တောက်လျှောက်ကို hero ကြီးယူနေတာ level ပိုင်းဆိုင်ရာတစ်ခုမှလည်း15ပြန်ပြည့်သွားပြီ item လည်းဒီချိန်မှာလက်ရှိတာနေခဲ့တဲ့ network နဲ့ဆို tanky တောင်မှပြတ်နေပြီဆိုတော့ Harbor ရဲ့ item အတော်လေးကိုများနေပြီဗျာအဲ့တော့ဒီလိုမျိုးများနေခဲ့တဲ့ network တွေဒီလိုမျိုးကွာနေခဲ့တဲ့ဒီ identity ဂျားထဲမှာတော့နောက်တစ်ထပ်ပြီးတော့ရထားမယ်ဒီနောက်တစ်ထပ်ပြီးတော့ပေါ်လာခဲ့မဲ့ law objective ကိုလည်းဆက်လက်ပြီးတော့ Falcon ကအသာကြီးရသွားဖို့အတွက်ရာခိုင်နှုန်းများပါတယ်ကျွန်တော်ရှေ့တွေတော့ balance တွေပြောသလိုပဲပေါ့နော်သူတို့အနေနဲ့လူမျိုးဗဒဲမှာ hero တစ်ကောင်ရဖို့ဆိုတော့တော်တော်လေးခက်ခဲတယ်ဆိုတော့ manipulation ချင်းတော့ခင်းလာတယ်ဆိုရင်တစ်ပတ်ကပြီးတော့ Falcon တောင်းပြီးတော့ကြံနေသေးတယ်ဗျာ Manfo State ရုံးကန်နေတဲ့ဆိုတော့တစ်ဖက်က Ruby Spare တွေ IOH တွေဂျားထဲမှာတော့အချိန်အကြာကြီးတော့မယုံနိုင်ဘူးဗျ level လည်းမပြည့်သေးဘူး idea လည်းလိုအပ်နေသေးရဲ့ဆိုတော့ Mega Delay ကိုစတင်ပြီးတော့ပဲ YG အနေနဲ့ခွင့်ပြုထားရပါပြီ73မိနစ်စတင်ပြီးတော့ရောက်ရှိလာခဲ့ပြီဗျ YG ဘက်ကတော့လိုအပ်နေတဲ့အချိန်တွေကိုတော့ဒီတက်ပို့ပြီးတော့ A stand ထားနိုင်မလားဆိုတော့ကြည့်ရမယ်တစ်ဖက်ကနေပြီး stage အနေနဲ့အဲ့လိုမျိုး free hit position တွေသူ့ရဲ့ poke damage တွေကိုဘလိုင်းနဲ့အထိရအောင်ပေးနိုင်မယ်ဆိုရင်တော့မစိုးဘူးပေါ့နော်အဓိကတစ်ဖက်က ban တွေကိုလည်းရိုင်းထီလို့မရဘူးလို့ဖြစ်နေရဗျအဲ့တော့ Falcon အနေနဲ့သူတို့ဒီအချိန်မှာတော့တကယ်ကိုအမားကြီးမရှိပုံစံကောင်းတစ်ခုနဲ့ game number 2ကိုပဲ take down လုပ်နိုင်မလားတောင်းမွေမဲ့ YG သူတို့ရဲ့ high ground defensive တစ်ခုတကယ် quality high ground defensive တစ်ခုပဲကျွန်တော်တို့ပြသထားနိုင်မလားဆိုတော့လက်ကျန် minute တွေကတော်တော်လေးကိုတော့စိတ်ဝင်စားဖို့ကောင်းနေပြီဗျကစားစားနဲ့တော့ mid game ကိုစပြီးတော့ရောက်လာခဲ့ပြီဗျဒါပေမဲ့ mid game စအရောက်မှာတော့အားလေး game အတိုင်းအတာတစ်ခုမှာတော့ Falcon ကပဲတောက်လျှောက်တာနေခဲ့တယ်ဆိုတော့ကြာလေ YG အနေနဲ့တော့ Mega Delay ထီကိုပါထပ်ပြီးတော့ပေးထားရင်လည်း Advanced ကိုတော့လက်ခံထားရတယ်ဒါပေမဲ့ YG ဒီရှေ့ပွဲတွေမှာတော့လေတော့3ချိန်နဲ့4ချိန်တွေတောင်မှ defense ပြပြီးတော့ပြန်နိုင်ခဲ့တဲ့ပွဲတွေမျိုးတွေလည်းရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးပြန်နိုင်သွားနိုင်တဲ့ပွဲတွေတစ်ပွဲဒီပွဲမှာပြန်ပြီးဖန်တီးပြမလားဆိုတော့ထက်ကြည့်ရမယ် Legging ကတော့တကယ်ကောင်းတဲ့ Dragon High Ground မှာလည်းတကယ်တောင်းလို့ကောင်းတဲ့ defense လို့ကောင်းတဲ့ Dragon တစ်ခုဆိုတော့ကြာလေလောက်တွေပြန်ပြီးတော့ပေးလိုက်ရတယ်ဆိုပေမဲ့သူတို့ရဲ့ High Ground defense တစ်ခုကိုအသေးချာလုံးနိုင်မယ်ဆိုရင်တော့ဒီပွဲနောက်ထပ်ဆက်လက်ပြီးတော့သွားလို့ရနေသေးတယ်ဗျာ YG ဒီအချိန်မှာတော့သူတို့ draft နဲ့တဲလာခဲ့တဲ့ early game play style တော့ Falcon အနေနဲ့ကောင်းကောင်းလေး shut down ချနိုင်ခဲ့ထပ်ပြီးတော့ပါဝါခဲ့ပြီဗျ Tsunami Slam ပါဝါခဲ့ကြမှာနောက်မှာ dash Cherokee YG တသိန်းလုံးကတော့လွတ်အောင်တော့ရုံထွက်ထားပါသေးတယ်ဒါပေမဲ့ရင်းတေဆုံးသွားတဲ့ပက်တစ်ခုမှာတော့ AOE အချီးတစ်ခွက်မရှိတော့ဘူးဗျအဲ့ timing နဲ့အမီမှာမှနောက်တစ် second လောက်ထပ်မှန်ပြီးတော့တက်လာခဲ့အဲ့ second လောက်မှာလည်း defense ဘုတ်တော့က Mega Lane ကမရှိဘူးဆိုတော့ကြံနေတဲ့ဒီ၄ကောင်နဲ့ဆက်လက်ပြီးတော့ YG နဲ့ defense လို့အဆင်ပြေပါမလား case မှာ Immortal ကြီးထပ်ပြီး stand ပေးထားတယ်အဲ့တော့ Meluchin ပြန်ပြီး Lina ပေးထားတယ်မှာ counter defense တွေကြားထဲမှာ Ruby Spare ပြန်ထွက်သွားတယ်ဗျ hand ပြတ်တောင်းသွားတယ် BBD damage ကြားမှာ dash တစ်ချက်ချင်းပြီးတော့လိုက်ရိုင်းနေနေပဲနောက်ဆုံး throw ကို Binny